Hello, Rose. ဒီကနေ့ကတော့ Grok ရဲ့ Gemini ရဲ့နောက်ပြီးတော့ဒီ Meta AI ရဲ့နောက်ပြီးတော့ Vidu ရဲ့အဲ့ဒီ AI software လေးခုကိုသုံးပြီးတော့နော် free သုံးနေတဲ့ညီလေးတွေအတွက်တကယ်လို့ you have got reach limit လို့ပြောတာနော်အဲ့လို limit ပြည့်သွားတဲ့ခါကျရင်ကျွန်တော်တို့ဘာဆက်လုပ်မယ်မသိဘူးနောက်ထပ် account နောက်တစ်ခုထပ်ဖွင့်ဖို့ဆိုပြီးတော့အဲ့လိုစိတ်ကူးတဲ့ညီလေးတွေအများကြီးရှိမှာပါဆိုတော့ဒီနေ့ကျွန်တော်ပြောပြသွားခြင်းတဲ့အကြောင်းအရာကတော့အဲ့လို account ဆက်ပြီးတော့ဖွင့်စရာမလိုဘဲနဲ့နောက်ထပ်တစ်ခါ free အသစ်ပြန်သုံးလို့ရနော်အရင်က file တွေလည်းမပျောက်သွားဘူးတိုးတော့အခုကျွန်တော်တို့နောက်တစ်ခေါက်ပြန် log in ဝင်လိုက်တဲ့အခါကျတော့သူကအသစ်ဖြစ်သွားတယ်အဲ့ဒါလေးကိုအဲ့ new ကိုကျွန်တော်ပြောပြပါမယ်နော်ဆိုတော့ကျွန်တော်နဲ့အတူတစ်ချက်လောက်လိုက်ပြီးတော့ကြည့်အောင်နော်ပထမဆုံးချက်အနေနဲ့ဆိုရင်ကျွန်တော်တို့တွေက Google account ရှင်းရပါမယ် Google နဲ့ Gmail အတူတူပါပဲနော်Google မှာကျတော့ကျွန်တော်တို့ website ဖွင့်ဖို့ဆိုတော့ဒီ browser တွေထဲတွားရတာမျိုးတွေပေါ့အဲ့ဒါပေါ့ Gmail account Gmail software လေးရှိရပါမယ်နော် Gmail software လေးရှိရပါမယ်ဟုတ်ကဲ့ဒီထဲမှာကျွန်တော်မှာရှိတာ YouTube ရဲ့ Drive ရဲ့ Google TV ရဲ့ဒီ TV ကကျွန်တော်တို့သုံးနေတဲ့ TV နဲ့ join လို့ရတဲ့အကြောင်းလေးပါပါတယ်နောက်တော့ file တွေထဲမှာအခုကျွန်တော်ပြောပြသွားမယ့်နည်းပညာပိုင်းနဲ့ပတ်သက်တော့ဒီဖုန်း Oppo ကိုသုံးတဲ့လူတွေအတိုင်းနောက်ပြီးတော့ဒီကျန်တဲ့ Android တွေသုံးတဲ့လူတွေအကုန်လုံးကိုယ့်ဖုန်းထဲမှာရှိနေတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိပါတယ်အဲ့တစ်ခုကိုနောက်ပိုင်းကျမှကျွန်တော်ပြောပြမယ်နော်အဲ့ဒါလျှို့ဝှက်ချက်တော်ကြုံလူငယ်တွေသိပ်မသိတဲ့အပိုင်းပေါ့နော်ကဲပါအခုတော့ရအောင်အခုလောလောဆယ်ကျွန်တော်တို့ဘယ်မှာရှိရမလဲဆိုရင်ဒီ Gmail ရှိရပါမယ်နော် Gmail ဆိုတဲ့အတိုင်းကျွန်တော်တို့ Gmail account တွေလည်းဖွင့်ထားရမယ်နောက်တော့ကျွန်တော်တို့ Facebook ကိုလည်းဒီ Gmail account နဲ့ပဲထပ်ဆင့်ဖွင့်ထားတာမျိုးတွေဖြစ်ဖို့လိုပါတယ်အဲ့တော့သူကဒီတစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိတဲ့အခါကျရင်အလုပ်လုပ်ရတာအဆင်ပြေပါတယ် Okay တော့ရအောင် Gmail account နဲ့ကျွန်တော်တို့တစ်ချက်လောက်ဝင်လိုက်မယ်ကျွန်တော်တို့ Gmail account ဖွင့်ထားရင်သူကဒီနေရာလေးလာပေါ်မယ်လိုက်ပဲနော်ဟုတ်ကဲ့ပါကျွန်တော်တို့မှာကိုလိုချင်တဲ့ Gmail account နဲ့ရောက်သွားပြီဆိုရင်ကျွန်တော်တို့ပဲနှိပ်လို့အဆင်ပြေပြီရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့တွေကဒီဟာလေးဒီအောက်မှာ manage your Google account တွေကိုတွားကြည့်လိုက်ပါနော် manage Google account တွေကိုတွားမယ်အဲ့တော့တစ်ချက်နှိပ်လိုက်မယ်ခဏစောင့်နော်ဟုတ်ကဲ့ personal info တွေလည်းရှိမယ် security sign in လည်းရှိမယ်ဒီအောက်မှာကျွန်တော်တို့နောက်တစ်ခုကဘာရှိသေးလဲဆိုရင်ကျွန်တော်အပေါ်ဆွဲတင်လိုက်တဲ့အခါကျရင်ကျွန်တော်တို့အဲ့မှာ data and privacy လည်းရှိမယ် people sharing လည်းရှိမယ်အဲ့မှာကျွန်တော်တို့ဝင်ထားတဲ့ data တွေအများကြီးရှိပါတယ်နော်ဆိုတော့အဲ့ဒီထဲမှာဘာဝင်ရမလဲဆိုရင်ကျွန်တော်ဒီ data and privacy တွေကိုကျွန်တော်တို့ဝင်ရမယ်ဟုတ်ကဲ့အဲ့လိုပေါ်လာပြီဆိုရင်ကျွန်တော်တို့အပေါ်နဲ့တစ်ချက်လောက်ဆွဲပေးလိုက်ပါအပေါ်ဆွဲပေးလိုက်မယ်အဲ့မှာပေါ်လာနော်ဒီအောက်က app ဒီအောက်က app and service ဆိုတဲ့နေရာထိရောက်အောင်ကျွန်တော်တို့လုံးဝကိုဆွဲတင်ပေးလိုက်မယ်ဒီမှာ content save from Google service လို့ပြောတယ်ကျွန်တော်တို့သုံးထားတဲ့ app တွေအများကြီးဒီမှာပေါ်နေလိမ့်မယ်နော်ဒီမှာပေါ်နေလိမ့်မယ်ပေါ်တဲ့အခါကျကျွန်တော်ဒီနေရာလေးကိုတစ်ချက်လောက်နှိပ်လိုက်မယ်Okay ဒီလိုလေးပေါ်ပြီဆိုရင်ကျွန်တော်တို့ဘာဆက်လုပ်မလဲအဲ့အောက်မှာကျွန်တော်တို့ join ထားတဲ့ဟာတွေအများကြီးရှိတယ် Facebook ကော Copilot အကုန်လုံးပဲမှာ OpenAI တို့ဘာတို့နော်တကယ်လို့ကျွန်တော်တို့ Grok ကို join ထားတယ်ဆိုရင်ဒီနေရာတွေမှာဒီထဲမှာရှိမယ်ဒီထဲတွေမှာရှိမယ်နော် Grok ဆိုရင်ဒီထဲမှာရှိမယ်တကယ်လို့ရှိတယ်ဆိုရင်ကျွန်တော်တို့အဲ့တစ်ခုကိုကျွန်တော်တို့ကပြန်ထွက်ချင်တာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကပြန်ထွက်ပေးလိုက်မယ် OpenAI ဒီ ChatGPT ကတော့ကျွန်တော်တစ်ချက်ပြန်ထွက်ပေးကြည့်မယ်တစ်ခုထွက်ပေးကြည့်မယ်နော် Okay ဒီလိုလေးပေါ်ပြီဆိုရင်ကျွန်တော်တို့ကဘာဆက်လုပ်ရမလဲဆိုရင်အဲ့အောက်မှာ delete all connections
you have worked OpenAI OpenAI ထဲမှာကျွန်တော်တို့ sign in လုပ်ထားတဲ့data တွေအကုန်လုံးကို connection ဆက်သွယ်မှုတွေအကုန်လုံးကျွန်တော်တို့ဖြတ်ပလိုက်မယ်နော်ဖြတ်ပလိုက်အဲ့ခါကျကျွန်တော်ဒီ confine ကိုconfine ကိုနှိပ်လိုက်မယ်နော် confine ဆိုတာအတိအမှတ်ပြုတာဒါလေးတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုရင်ဒီလိုလေးပေါ်ရင် you are no longer connected to OpenAI you can connect to OpenAI again at any time ဆိုနောက်တစ်ခေါက်ပြန်ပြီးတော့ကျွန်တော်တို့က connect ပြန်လုပ်လို့ရတယ် sign in ပြန်လုပ်လို့ရတယ်အဲ့ဆိုရင်အတိဖြစ်သွားပြီတို့တော့အဲ့မှာမှတ်ထားရမှာကဘာလဲဆိုရင်ကျွန်တော်တို့အဲ့ဒီလိုလုပ်လိုက်နေတဲ့မှာ OpenAI ပျောက်သွားလိမ့်မယ်ခဏစောင့်ကြည့်နော်အဲ့မှာ OpenAI မရှိတော့နော် Grok ကိုလည်းအဲ့ဒီလိုပဲ OpenAI sign out လုပ်လိုက်တဲ့ခါကျရင်ဒီကနေကျွန်တော်တို့ connection အကုန်လုံးဖြတ်လိုက်တဲ့ခါကျရင်သူအဲ့ထဲမှာမပေါ်တော့ဘူးနော်ဒီထဲမှာရှိကိုမရှိတော့အဲ့မှာတစ်ချက်မှတ်ထားရမှာဘာမှတ်ထားရမှာဆိုရင်ကိုတန်းလူငယ်တွေနဲ့ဒါအရေးကြီးရယ်နော်အဲ့ဒါကိုချက်ချင်းဖြတ်ပြီးတော့ချက်ချင်းပြန်တောင်းပြီးတော့အဲ့ဒါကိုချက်ချင်းပြန်ဝင်လို့မရဘူးသူအရင်ကအချိန်ပေးရမယ်data တွေပြောင်းဖို့ဒါပေမဲ့သူကတစ်ရက်နှစ်ရက်လောက်ထားလိုက်မယ်နော်တစ်ရက်လောက်ထားလိုက်နှစ်ရက်လောက်ထားလိုက်မယ်နော်မမို့24နိုင်လောက်ထားလိုက်မယ်ဆိုရင်နောက်ပိုင်းကျမှကိုယ်နဲ့ကိုအဲ့ဒါကိုပြန်ဖြုတ်ထည့်လိုက် uninstall လုပ်လိုက် uninstall လုပ်ပြီးမှနောက်တစ်ခေါက်ပြန်ဝင်ပြီးမှ sign in ပြန်ဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့အသစ်ပြန်ဖြစ်သွားလိမ့်မယ်ဆိုတော့အဲ့ဒီနီးနဲ့ပဲကျွန်တော်တို့ကဒီဆက်တွားလို့ရတာပေါ့နော်အဲ့ app ကိုကျွန်တော်အသစ်အတိုင်းပြန်သုံးလို့ရတာအဲ့ဒီနီးလေးပါပဲအဲ့ဒါလေးပါပဲနော်ဒီနေရာလေးကျွန်တော်ထပ်ဖြတ်ပါမယ်ခုနdata and privacy ဆိုတာအဲ့ဒါလေးတစ်ချက်လောက်မှတ်ပေးပါနော် okay ဒီလောက်ပါပဲ